မင်္ဂလာပါဒီနေ့ကျွန်တော်ပြသပေးသွားမယ့်လေ့ကျင့်ခန်းကတော့ hip flexor stretching လို့ခေါ်တဲ့လေ့ကျင့်ခန်းပဲဖြစ်ပါတယ်ဘယ်လိုမျိုးလေ့ကျင့်ရလဲဆိုတာကိုကျွန်တော်အစဉ်စဉ်ပြသပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးညာဘက်ခြေထောက်ကိုထောက်လိုက်မယ်ဒူးက90 degree အနေထားရှိရမယ်အခု short မဲ့ဘက်ကဘယ်ဘက်မှာရှိတဲ့ hip flexor ပဲဖြစ်ပါတယ်ပြီးရင်ခန္ဓာကိုယ်လေးကိုအရှိကိုနည်းနည်းလေးရိမ့်လိုက်မယ်ပြီးရင်ဘယ်ဘက်ခြေထောက်ကိုအတွင်းထဲကိုထည့်မယ်ခြေဘဝါးကိုအတွင်းထဲကိုထည့်မယ်ဘယ်ဘက်လက်ကိုအပေါ်ကိုဆန့်တင်မယ်ပြီးရင်ညာဘက်ကိုခန္ဓာကိုယ်ကိုရိမ့်လိုက်မယ်ရိမ့်ပြီးတော့ညာဘက်လက်ကကျမ်းမြင်ကိုထောက်ထားမယ်အသက်ရှူမယ်ပြီးရင်အသက်ကိုဖြည်းဖြည်းချင်းစီမှုတ်ထုတ်ပြီးတော့ခန္ဓာကိုယ်ကိုရှော့ချလိုက်မယ်အသက်ရှူမယ်အသက်ထုတ်မယ်ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းစီရှော့ချလိုက်မယ်ဒီ hip flexor တောင့်တင်းမှုဖြစ်တဲ့အတွက်ကြောင့်ခါနာတဲ့ဝေဒနာတွေကိုအများကြီးဖြစ်စေနိုင်ပါတယ်မာဆေးရသေးတယ်ဆိုပေမဲ့ဒီ hip flexor တောင့်တင်းမှုကြောင့်ခါနာတဲ့ဝေဒနာဖြစ်တဲ့အတွက်ဒီ hip flexor ကိုသတိထားပြီးတော့ရှော့တင်ပါတယ်ရှော့တဲ့စက္ကန့်ကတော့အနည်းဆုံး40စက္ကန့်ရှိရပါမယ်40စက္ကန့်3ချိန်သို့မဟုတ်ကိုယ့်ရဲ့ hip flexor တိုက်ဖြစ်တဲ့ပေါ်မူတည်ပြီးတော့10မိနစ်3ချိန်လုပ်လို့ရပါတယ်ဆိုတော့ဒီဗီဒီယိုကတော့ hip flexor ကိုစနစ်တကျဘယ်လိုအကျော်လျှော့ရအောင်လဲဆိုတာကိုပြသပေးသွားတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်